Premier League အသင်း6သင်းရဲ့လက်ရှိခြေစွမ်းနဲ့နောင်လာမဲ့ပွဲစဉ်များအကြောင်းသုံးသပ်ချက်အားလုံးပဲမင်္ဂလာပါ Agree Football YouTube Channel နဲ့တက်တော်မှာပြန်လည်ကြိုဆိုပါတယ် Premier League အသင်း6သင်းရဲ့လက်ရှိခြေစွမ်းနဲ့နောင်လာမဲ့ပွဲစဉ်များအကြောင်းသုံးသပ်ချက်မှာတတိယအနေနဲ့သုံးသပ်ခြင်းတဲ့အသင်းကတော့ Manchester United အသင်းဖြစ်ပါတယ်လက်ရှိ International Break မတိုင်ခင်မှာ Manchester United အသင်းကသူတို့အသင်းမှာ2နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့အင်ကွင်း3ပွဲဆက်နိုင်ပွဲနဲ့အတူဒုတိယ International Break ကိုအစပြုခဲ့တယ်ပွဲစဉ်3မှာဘန်လီကို 3-2 နဲ့နိုင်တယ်ပွဲစဉ်5မှာ Chelsea ကို 2-1 နဲ့နိုင်တယ်ခုနောက်ဆုံးပွဲစဉ်9မှာ Sunderland ကို 2-0 နဲ့နိုင်ပြီးတော့ back to back အင်ကွင်း3ပွဲဆက်အနိုင်ရရှိမှုကိုရရှိခဲ့တယ် Manchester United အသင်းကမနစ်ကရုန်းကန်ခဲ့ရတဲ့အခြေအနေကြောင့်ဥရောပဝင်ခွင့်နေရာမရဘဲနဲ့ပြည်တွင်းဖလားတွေပဲကန်ရတယ် Manchester United အသင်းကနွေရာသီမှာသူတို့ရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Garnacho, Chelsea, Anthony ကို Real Betis နဲ့ Whiteland ကို Napoli အသင်းထံကိုရောင်းချခဲ့တယ်တဖန်အင်တာမီလန်အသင်းကနေခေါ်ယူထားတဲ့ကိုသမားအန်ဒရဲအိုနာနာကိုတူရကီကလပ်ဖြစ်တဲ့ Trabzonspor အသင်းထံရောင်းချပြီးတဲ့နောက်မှာအသင်းရဲ့လိုအပ်တဲ့တိုက်စစ်နေရာအတွက်ဝါဒန်အသင်းကကူညာ Brentford အသင်းက Brian Mbeumo နဲ့အထောင်တိုက်စစ်နေရာအတွက် RB Leipzig အသင်းက Benjamin Sesko တို့ကိုခေါ်ယူခဲ့တယ်တဖန်လိုအပ်သွားတဲ့ကိုသမားနေရာအတွက်ဆန်နီလမန်းတို့ကိုခေါ်ယူခဲ့တယ်ရာသီအစပွဲစဉ်1မှာအာဆင်နယ်အသင်းကို 0-1 ဆိုတဲ့ရလဒ်နဲ့အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တယ်ပွဲစဉ်2မှာဖူလန်အသင်းကိုအဝေးကွင်းမှာတည်ရကြတယ်တဖန်မထင်မှတ်ထားပဲနဲ့ EFL ကပ်ကာရာဘောင်းကပ်မှာအင်္ဂလန်ကလီတူအသင်းဖြစ်တဲ့ Grimsby Town ကိုပွဲချိန်အတွင်းမှာတူတည်ရကြကနေပြီးတော့ပနက်တီမှာအရေးနိုင်ပြီးတော့ပြန်ပွဲရနေပြီးတော့ထောက်ခခဲ့ရပြန်တယ်အဲ့ဒါပြီးတော့ပရမ International Break မတိုင်ခင်နောက်ဆုံးပွဲမှာဘန်လီကို 3-2 နဲ့အိမ်ကွင်းမှာအနိုင်ရရှိခဲ့တယ်ပရမ International Break အပြီးမှာ Manchester Derby ဖြစ်တဲ့ Manchester City ကိုအဝေးကွင်းမှာတွားရောက်ကစားရတယ်3-0 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တယ်ပွဲစဉ်ကမှာ Chelsea ကိုအိမ်ကွင်းမှာ 2-1 နဲ့နိုင်တယ်ပွဲစဉ်6မှာ Brentford အသင်းကိုအဝေးကွင်းမှာရှုံးပြီးတဲ့နောက်မှာခုနောက်ဆုံး Sunderland နဲ့အသင်းကိုအိမ်ကွင်းမှာနိုင်တယ် Sunderland နဲ့ပွဲမှာဆိုရင်သူတို့ရဲ့အဓိကဆွဲကတယောက်ဖြစ်တဲ့ Sesko 6ပေါက်တွေ့တယ်ပြီးတော့ Chelsea ကပြောင်းလာပြီးတဲ့တရားပြဿနာတွေနဲ့ရုန်းကန်နေရပြီးတော့ဒီပွဲမှာကူညာနေရအစားဝင်ကစားတဲ့မရှင်မောင်ကခြေစမ်းပြပြီးတော့တကိုးသွင်းတယ် Manchester United ကိုသမားအသစ်ဖြစ်တဲ့ Sunny Lemon ကလက်စမ်းပြသွားပြီးတော့အင်ကွင်း back to back နိုင်3ပွဲရရှိခဲ့တယ် Manchester United ရဲ့အဓိကပြဿနာကနီးပြဖြစ်တဲ့ Ruben Amorim ရဲ့ကစားကွက် 3-4-2-1 နဲ့ကစားသမားတွေကြားမှာအဝင်မှုမရှိဖြစ်နေကြဗျတချို့မီဒီယာတွေမှာဆိုရင်နီးပြအနေနဲ့4-4-2ကစားကွက်ကိုပြောင်းပြီးတော့ကစားတင်တယ်လို့ပြောလာကြတယ်ဒါပေမဲ့နီးပြအမိုရင်းအနေနဲ့သူ Sporting Lisbon မှာတိစောက်ခဲ့တဲ့ကစားကွက်ကိုယုံကြည်မှုပြင်းထန်နေတဲ့ပုံရတယ်Manchester United အသင်းအနေနဲ့လက်ရှိ Premier League 9ပွဲကစားပြီးတဲ့နောက်မှာ3ပွဲနိုင်1ပွဲတည်3ပွဲရှုံးရမှတ်7မှတ်နဲ့အဆင့်10မှာရပ်တည်နေတယ်။ဆန်လန်နဲ့ပွဲမှာကိုသမားတေဆန်နီလမန်လက်ဆန်းပြခဲ့တဲ့အတွက်နီးပြအနေနဲ့လမန်ကိုပဲအဓိကကိုသမားအနေနဲ့သုံးမယ်လို့ထင်တယ်။ခုရဒီမှာ Manchester United အသင်းအနေနဲ့ဆက်လက်ရုန်းကန်နေရတဲ့အခြေအနေမှာဖြစ်ပါတယ်။နောက်နိုဝင်ဘာ International Break မတိုင်ခင်မှာ Manchester United အသင်းအနေနဲ့လီဗာပူးအသင်းရဲ့ Anfield ကိုတွားရောက်ရှင်ပြိုင်ရမယ်။ပြီးတော့ Brighton ကိုအိမ်ကွင်း Nottingham Forest ကိုအဝေးကွင်းနဲ့တဖန် Tottenham Hotspur ကိုအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားရမယ်။ခု International Break အပြီးအောက်တိုဘာ19တနင်္ဂနွေနေ့မှာကစားရမယ်လီဗာပူးနဲ့ပွဲရတော့ကြည့်ကောင်းမယ်ပွဲတစ်ပွဲဖြစ်နေမှာပါ။တစ်ဖက်ကလီဗာပူးအသင်းကလည်း International Break မတိုင်ခင်မှာ back to back ရှုံးပွဲ3ပွဲတွေ့ရှိခဲ့တဲ့အတွက် Manchester United အနေနဲ့ခွင့်ကောင်းယူရမယ်အခြေအနေလို့မြင်ပါတယ်။တဖန် Brighton အသင်းကိုအိမ်ကွင်းမှာကစားရမယ်ပွဲရလဲ Manchester United အသင်းအနေနဲ့အိမ်ကွင်း back to back နိုင်ပွဲ4ပွဲရရှိမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အခြေအနေမှာဖြစ်ပါတယ်။ဒါတော့ Manchester United အသင်းရဲ့လက်ရှိခြေစမ်းနဲ့နောင်လာမယ့်ပွဲစဉ်တွေအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘောလုံးသတင်းအကြောင်းအရာတွေနဲ့ကြေးသုံးသက်ချက်တွေကိုနေ့စဉ်နဲ့အများတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်လို့ပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ခွင့်ပြုပါခင်ဗျာ။